ဒီကနေ့ရှေ့ပိုင်းမှာဘုန်းကြီးဟောဖို့စီစဉ်ထားတာကလက်နဲ့ပိုင်ရှင်နှုတ်တန်းဘယင်ဒီတရားကိုဟောမလို့မှတ်ထားနော်လက်နဲ့ပိုင်ရှင်နှုတ်တန်းဘယင်ပိဿာကြီးဘုန်းကြီးရှေ့ပိုင်းမှာဗာဟောမှာပြအောင်ပြောနော်လက်နဲ့ဘယင်ဟာသူများပြအောင်ပြောငါကမှားနေတာဟုတ်ကွလက်နဲ့ပိုင်ရှင်နှုတ်တန်းဘယင်ဗါတဲ့အေးဟန်ကြသွားပြီဒီဘုန်းကြီးပေးတဲ့နာမည်နဲ့လိုက်အောင်လဲပဲတရားနာပိဋကကျမ်းဂန်ထဲကထုတ်ပြီးဟောရမှာဘုန်းကြီးတောင်ကူမှာဟောခဲ့တာကမိုက်မှောင်တွေစဲကြောင်လက်သေးတို့အလကောင်းတော့သမီးထက်ငယ်သောဖေဖေတို့အလွမ်းဇတ်သိမ့်မမငိမ့်တို့ငါတောင်ကူမှာဟောခဲ့တာအဲ့ဒါစူပါဟိုက်မှာအကုန်ရှိပါမေမေနှင်ထုတ်တေးတပုတ်တို့ပြီးတော့ဗါတဲ့ဗုဒ္ဓဂုံရောင်ဘီလူရှောင်းဖယားဂုံရောင်ဘလူးမစားဘဲနဲ့ရှောင်သွားရတဲ့ဇလန်းနေပေါ့မြစ်ကိုပြည့်၍ချောင်းကိုရှာမဟုတ်ဘူးကွတချို့ကချောင်းကိုပြည့်၍မြစ်ကိုရှာငါကမြစ်ကိုပြည့်ပြီးတော့ချောင်းကိုရှာအဓိပ္ပာယ်လည်းပေါ်အောင်ဟောတယ်ချောင်းကိုပြည့်၍မြစ်ကိုရှာဆိုတာရုပ်ရှင်ဇာကရှိဘူးလားဟဲ့အေးဒါကြောင့်ငါကမြစ်ကိုပြည့်ပြီးချောင်းကိုရှာကန့်လန့်တိုက်မဲ့ရဘာဖြစ်လို့တော့မိဘကိုတိုင်တခါတဲ့သဘောတူလို့ပေးစားထားတဲ့လင်ကြီးရှိပါလျက်ကနဲ့လင်ကြီးကိုပြစ်ပြီးတော့တရားနာပိဋကဟိုနောက်လိုက်သွားသဖြင့်လင်ကြီးဆိုတာအမှန်ကလင်ကြီးသိတယ်နော်သိပါတယ်ပိဋကရဲ့သဘောပေါက်ပါကံပိဋကကြီးဟိုအရင်လင်နဲ့နောက်လင်ဘယ်သူကကြီးဘာနေပေါင်းကငါမေးတာကြီးမကောင်းပါဘူးကဒီလိုအရင်ရတဲ့လင်ကိုလင်ကြီးခေါ်တယ်တဲ့ပြောကြစို့နောက်ရတဲ့လင်ကိုလင်ငယ်ခေါ်တယ်လင်ကြီးကိုပြစ်ပြီးတော့လင်ငယ်နောက်လိုက်သွားတဲ့မိန်းမမို့လို့မြင့်နဲ့ချောင်းဘသူကကြီးတုံးဆိုတော့မြစ်ကကြီးတော့ဘောကွာငါလင်ကြီးနဲ့ပမာထားချောင်းကငယ်တယ်ကွာဒါကြောင့်မြစ်ကိုပြည့်၍ချောင်းကိုရှာဆိုတာငါတောင်ကူမှာဟောခဲ့တဲ့ဇတ်ထုတ်ပြီးတော့တထဆွမ်းနဲ့အမျက်စခန်းတို့အဲ့ဒါတွေဟာစူပါဟိုက်တေးတန်သွင်းမှာအကုန်လုံးဖြတ်ပြီးသားတောက်ပြီးသားဘုံကြီးစစ်ပြီးသားသို့တော်လည်းပဲတဖြည်းဖြည်းချင်းအကုန်လုံးထုတ်မှာဖြစ်ပါတယ်ဝိသခါကတော့ရန်ကုန်မြို့ပေါ်မှာဟောတယ်ကြီးမြင်နိုင်မပြီးလို့မနေ့ကဒီမှာအဆုံးသတ်အဲ့ဒီဇတ်ထုတ်ကတော့ဖြင့်စီ63ခွေလောက်မှဝိသခါဇတ်တော်ကြီးပြီးပါလိမ့်မိမများအတွက်အမတန်သင်္ကန်းစာယူစရာကောင်းတဲ့ဇတ်တော်ကြီးတော်ရီမဟုတ်စီ60နဲ့စီ90နှစ်ခွေနှစ်နာရီခွဲဖြစ်ခြင်းဖြစ်မယ်အဲ့ဒါကတော့စစ်လို့မပြီးသေးဘူးဒါကြောင့်အားလုံးကုန်တရားဓမ္မတွေအဘုန်းကြီးဟောခဲ့တဲ့ဇတ်လမ်းများသည်နာမည်နဲ့လိုက်အောင်ကျမ်းဂန်တွေကထုတ်နှုတ်ရှားဖွေးပြီးတော့နားလည်တဲ့အမိကလေးတွေတတ်ပြီးတော့ဟောရပါသဖြင့်ဒီကနေ့လက်နဲ့ပိုင်ရှင်နှုတ်တန်းဘယင်ဒီဇာလန်စကြပါစို့ကျွတ်တော်သုံးလောကထွထားသဖြင့်မြတ်စွာဘုရားသခင်ကိုတော်မြတ်သည်သာဝတ္ထိပြေမွန်ဇေရဝံကျောင်းတော်မှာတည်သုံးတော်မူစဉ်ပုစီမဏပရိဝါရောအမ္ဘောတေတရိဝဟနာမူလံမူလေနသန္တထံသာခာတာခန္တိသေဝရေအတာတသဏိဝသေနတေနမောကတုကံဖလောလို့ပညာရှိအမတ်ဖြေတဲ့စကားလေးကိုအဓိကထားပြီးတော့ဘုန်းကြီးဟောရမှာဖြစ်ပါတယ်
ဒီဒေသနာတော်ကိုမြတ်စွာဘုရားကိုတော်မြတ်ကြီးဘု து အကြောင်းပြုဟောတယ်လေလို့ဆိုတော့သာသနာတော်မှာဆန့်ကျင်ဘက်ဖြစ်သောအပေါင်းအသင်းကိုမှီဝဲတဲ့ယဟန်ကိုအကြောင်းပြုပြီးတော့ဟောပါတယ်ဆန့်ကျင်ဘက်ဖြစ်တဲ့ယဟန်ဆန့်ကျင်ဘက်အပေါင်းအသင်းဒါတွေကိုမှီဝဲတဲ့ယဟန်ကိုအကြောင်းပြုပြီးတော့ဟောအဲ့ဒီလိုအကြောင်းပြုဟောတော့မြတ်စွာဘုရားကိုတော်မြတ်ကခြေသားတော်တဲ့လူသားဖြစ်တဲ့အပေါင်းအသင်းကိုမဆိုထားနဲ့သစ်ပင်များသောမှအင်မတန်ချိုမြိန်တဲ့နတ်တရဲ့သီးပင်ဖြစ်လင်ကစားတမာခွေးတောင်နဲ့ရောရှက်ပြီးစိတ်ကတရက်ပင်မင်းသီးချိုတောင်ကင်းရတဲ့ခြေသားတော်ဒီတော့မှတန်ဃာတော်ရှင်မြတ်များကမြတ်စွာဘုရားတောက်ခါတမစိုက်ရောပါသဖြင့်တရက်ပင်မင်းဘယ်လိုသီးချိုကင်းနေဆိုတာမြတ်စွာဘုရားတပည့်တော်တို့အာတနာသဖြင့်ဟောကြားတော်မူပါလို့လျှောက်ထားလို့အတိတေပါရာနသိရအစချီသဖြင့်ဟောတော်မူခဲ့တယ်ကိုလွန်လေပြီးသောအခါဘာယာနသိတိုင်းပြည်ဗျမရမင်းကြီးအုပ်ချုပ်စဉ်အခါပေါ့ဟိမဝန္တာတော်မှာတရားနာပြိဿညီအကို၄ယောက်အိုးအိမ်မတီတောင်ပဲနဲ့တောထဲမှာသွားပြီးတော့ရသိဝတ်ကြတရားတွေအားထုတ်ကြတရားအားထုတ်တော့အဲ့ဒီရသိကြီး၄ပါးထဲမှာအကြီးဆုံးရသိကြီးကပြန်လွန်တော်မူရောပြန်လွန်တော်မူတော့ဘယ်ရောက်သွားတယ်လဲလို့ဆိုတော့နတ်ပြည်မှာတရားသွားဖြစ်ပြည်သားကြီးညီကို၄ပါးနော်ညီကိုပဲ2ပါးတော့အကြီးဆုံးရသေးကြီးအဲ့ဒီဘဝကပြန်တော်မူတော့ဘာသွားဖြစ်တရားသွားဖြစ်နောက်တရားဖြစ်ရမှနေပြီးတော့ကြည်လိုက်တော့ဩငန်းညီတော်3ပါးတရားအထုတ်နေလိုက်ကြဒီညီတော်3ပါးအလိုအပ်တဲ့အကူအညီကိုငါတရားမင်းကြီးသွားပေးဖို့အချိန်တော်ပါဘောလားဆင်းလာခဲ့ပြီးတော့ညီအကြီးဆုံးရသိထံမှာချင်းကပ်ရှင်ဗျာဘာအလိုရှိတုံးဗျာဟဲ့တင်မသူတို့အရှင်ဘုရားတို့ရဲ့နောင်တော်အကြီးဆုံးဒီဘဝကစုတည်၍နတ်ပြည်မှာတရားမင်းဖြစ်ကြောင်းပါဗျာနတ်တွေကိုအစိုးရတဲ့အိမ်နာတက်ကတရားပါဗျာဒါဖြင့်တရားမင်းနဲ့ငါအလိုရှိတာပြောရမယ်ဆိုရင်ငါမှာဖြော့တော့တဲ့ယောဂအနာဆွဲကပ်နေတယ်ငါမီးအလိုရှိတယ်လိုချင်တဲ့အချိန်မီးရဖို့အရေးကြီးကဲဒါဖြင့်ဘုရားတပည့်တို့ဟောဒီပဲကုတ်ပေးခဲ့မယ်ဗျဒီပဲကုတ်ကိုအရှင်ဘုရားအသုံးပြုပါတော့တက္ကရာတရားငါမီးလိုချင်တာဒီပဲကုတ်နဲ့ငါမှဘယ်လိုလုပ်ပြီးတော့ကျေးဇူးရှိမလဲခိုင်းပါဗျာတဲ့လူချင်းသားကိုအရှင်ဘုရားရဲ့တပည့်အဖြစ်နဲ့သူခိုင်းစီတယ်မြတ်လှုပ်ပေးပါလိမ့်မယ်ဗျာဟောဒီပဲခွနဲ့ဟဲ့ပဲခွသွားထင်းနေသွားယူပြီးတော့ငါမိဖြစ်အောင်ဖို့ပေးလို့အရှင်ဘုရားခိုင်းတာကိုပဲခွကလှုပ်ပေးပါလိမ့်မယ်ဗျာကောင်းပြီဆိုပြီးတော့ပဲခွလက်ခံလိုက်မီးလို့ရှိတဲ့အခါပဲခွကိုခိုင်းဟဲ့သွားထင်းနေယူပြီးတော့ငါမီးမွှေးပေးလို့တရားကလည်းအမတန်ရိုးသားတဲ့တရားအထုတ်တဲ့ရသေးတွေကိုထင်းယူခိုင်းပြီးမီးဖို့ပေးလို့ခိုင်းရင်ရပါတယ်ဆိုပြီးဒါအပြင်အပိုမပြောခဲ့လိုသလိုခိုင်းရတော့ဖရလို့မပြောခဲ့ရလိုက်ပြီးပဲခုနောက်ညီအလတ်တစ်ပါးထံရောက်သွားတယ်အရှင်မရဘာလို့ရှိတုံးဖရဟဲ့တင်မသူတို့တပည့်တော်တရားဗျာရှင်ဘုရားတို့အကိုကြီးဒီဘဝကစုတည်ပြီးတရားသွားဖြစ်တာအလိုရှိတာအမိန့်ရှိပါဗျာတက္ကရာတရားတဲ့ငါမှာဆင်မကြီးတကောင်ကလားလာနှိမ့်ဆက်နေတယ်ဆင်မကြီးကဒီထဲလာပြီးတော့ဟိုဟာတွေနင်းဒီဟာတွေခွဲနေပြီးတော့လည်းပဲဆင်ချေတွေများစွာယိုးလို့ငါဒါတွေကြုံပြရတဲ့ဒုက္ခကလည်းအများကြီးဒီဆင်မကြီးမလာအောင်တော့ဖြင့်ငါတားဆီးပေးနိုင်ရင်တခုလိုချင်တယ်ဟာဒါဖြင့်ရှင်မရတပည့်တော်ပေးမယ်ဗျ
ဟောဒီစီကိုယူတော့ဗျစီကဆင်မနဲ့ဘာဆိုင်လို့တော့ဆိုင်နေဗျစီဟောဒီတစ်ဖက်ကိုတီးရင်လေဆင်မပြေးတယ်ဗျဟောဒီတစ်ဖက်ကိုတီးရင်လေမိမိဘက်ကအချမ်းအယံပိဋကကိုအလိုရှိတာတွေပေါ်လာတယ်ဗျပိုမပြောဘူးပိဋကဒါပဲပြောခဲ့ဒါပဲပြောခဲ့တော့လေရသိကဒီစီကြီးယူထားလိုက်ပြီးတော့ဆင်မာကြီးလာတဲ့အခါပြေးအောင်တာတီးတီးလွတ်တဲ့ဟိုဘက်ကတစ်ချက်မှမတီးဘူးဆင်မာပြေးတဲ့ဘက်ကြီးတီးနောက်ရသိငယ်ဆုံးထံရောက်သွားရှင်မရဘာလို့ရှိတော့ဗျဟဲ့တင်မသူတော့တပည့်တော်ရှင်မရတို့ရဲ့နောင်တော်ကြီးဒီဘဝကစုတည်ပြီးတရားသွားဖြစ်တာအလိုရှိတာအမင်းရှိပါဗျတကားတော့တရားတဲ့ငါမှာဖြော့တော်သောအနာပဲရှိတယ်ငါနိုရန်လိုချင်တယ်နိုရန်ဖုံးပေးရရင်ဖြင့်ဒီယောဂပြောင်းမယ်ဒါဖြင့်ရှင်မရရောဟောဒီမှာနိုရန်အိုးဗျဒီနိုရန်အိုးကိုအရှင်မရဖုံးပေးသုံးဆောင်ပါလို့ဖြော့တော်သောအနာလဲပြောက်လိမ့်မယ်ဒီနိုရန်ကအရှင်မရအလိုရှိရလဲသုံးလို့ရပါတယ်ဗျာဒါပဲပြောတယ်ဒီပြင်အပိုသိမ့်မပြောကဲပစ္စည်းသုံးခုယူထားလိုက်ရောလက်နဲ့သုံးခုတော့ပေါ်လာပြီပြိဿကြီးပဲခွတ်ရဲ့စီရဲ့နှုတ်တန်းအိုးရဲ့နှုတ်တန်းအိုးကလည်းဘယ်ထိအောင်ထက်မြက်တုံးဆိုရင်ရန်သူလာလို့သွန်းနှောင်းလိုက်ရင်မြစ်ကြီးချောင်းကြီးဖြစ်ပြီးရန်သူတွေအကုန်မျောပါသွားနိုင်ဒါတော့ထိအောင်ထက်မြက်တယ်တရားပေးတဲ့လက်နဲ့ရသက်သုံးပါးသည်အဲ့ဒါလို့သုံးပြီးတော့လာခဲ့ရဒီလိုနေထိုင်ခဲ့ကြရမှတနေ့သ၌ကြတော့ဘာယာနသီတိုင်းပြည်ကမိဘစကားနားမထောင်တဲ့လူတယောက်ငါသားတဲ့မင်းတို့အသုံးမပြုလို့တော့ဘူးတို့လည်းအဖေမေရှိတယ်မအောင်မိနဲ့မင်းလည်းတို့သားရှိတယ်မအောင်မိဘူးမင်းနဲ့ငါတို့နဲ့သေကမ်းပြမိဘစကားမှနားမထောင်မဲနဲ့သွားတော့တို့အိမ်မနေနဲ့နှင်ထုတ်လိုက်ငါကြီးများနှမများမှတ်သွားဖို့ဟဲ့မင်းတို့နင်တို့ခေသတင်းစာတဲ့တွေ့ရမှာပေါ့အမွေပြကြီးညာခြင်းမေတ္တာအဖြစ်မှစွန့်လွတ်ခြင်းနဲ့သမီးအဖြစ်မှစွန့်လွတ်ခြင်းတဲ့ရှေးဆိုရိုးစကားကတောင်းစိုးပလုံးစိုးသာပြည့်ရိုးထုံးစံရှိသာသမီးဆိုပြည့်ရိုးထုံးစံမရှိဒါပေမဲ့လို့ပြည့်ကုန်ရပါဟဲ့မိုက်လို့ပြည့်သလားဆိုးသလိုပြည့်သလားလို့ဆိုတော့ဆိုးလို့ပြည့်ဆိုးတာကလည်းဘယ်ထိအောင်ဆိုးတော့ဆိုတော့သုံးမရအောင်ဆိုးတယ်ကျွန်းယုံတော့တစ်ဖက်ထဲကမ်းတယ်သာသမီယုံတော့ပါတယ်တုံးဟဲ့အေးငါညီများနှမများဓာရီအတိသားနဲ့ကြံဒီကံတရားနာရင်ဒီသင်္ကန်းစာတွေများများယူသွားကြဟဲ့တချင်းဆိုလို့ကွာမပြင်းလို့ကွာငိုချင်းချလို့ကွာပျော်လို့ကွာဒီလောက်လေးနဲ့တော့ငါတရားဝင်မလာကြပါနဲ့ယူသွားကြဟဲ့သင်္ကန်းစာအမွေပြသာသမီအဖြစ်မှစွန့်လွတ်တယ်လို့သတင်းစာရဲ့ကြီးညာခြင်းအထိခံရတဲ့သာသမီသည်ဘယ်ထိအောင်ရိုင်းပြတယ်ဆိုတာငန်းကြီးများနှမများသင်္ကန်းစာယူသွားကြဒါမျိုးတွေနောက်မကြားခြင်းမှုဟဲ့တို့တွေ့လည်းမတွေ့ခြင်းဘူးဟဲ့ဘယ်လိုပဲမိဘခမညာကဒီလိုအမွေပြသာသမီအဖြစ်မှစွန့်လွတ်တော်လဲသမီအဖြစ်မှစွန့်လွတ်တော်လဲကျွန်တော်တို့မှားပါပြီကျမတို့မှားပါပြီဆိုရင်သတင်းစာတဲ့ကြီးညာတာရေဖြစ်တော့တာပဲဟဲ့မင်းတို့နေတို့မိဘကငါတို့ရဲ့အပေါ်မှာမိဘတွေဒီလောက်ချစ်ကြပါတယ်ဒါကြောင့်စိတ်လိုက်မှန်ပါမိဘကသားသမီးဖြစ်မှစွန့်လွတ်သည့်အထိမိုက်မသွားကြပါနဲ့လို့သင်္ကန်းစာလေးပေးပြီးကြိုက်ဆက်ကြအောင်ဆိုဟဲ့ဟိုမှာနှင်ထုတ်လိုက်မင်းမနေနဲ့တော့နှင်ထုတ်လိုက်နှင်ထုတ်လို့ထွက်သွားပြီးတော့တရားနာပရိသတ်ကြီးမထူပါဘူးတဲ့ဆိုပြီးတော့မြစ်ကမ်းစမှာကထိုတကြီးထံမှာသူကထိုလုပ်ငန်းကိုလုပ်နောက်သင်္ဘောပေါ်ပါသွားရေလေကောင်ကြတော့သင်္ဘောကြီးပြက်ရောဟဲ့သင်္ဘောကြီးပြက်တဲ့အခါမှာပြင်ချက်တစ်ခုကိုသူအားရမောက်ပြီးတော့လိုက်သွားလိုက်သမုဒ္ဒရာကျွန်းအလဲကောင်ရောက်သွားအဲ့ဒီကျွန်းကြတော့သူတင်တော့ပေါ့အဲ့ဒီကျွန်းမှလည်းပဲတရားနာပိဋကကြီးသစ်သီးဝလန်းနေအမတန်ပေါ်တယ်စားစရာရှိတာတွေစားတော့လို့
အလိုကံကောင်းလို့ငါမသိဘဲရောက်လာပါလိမ့်ခက်တော့တာပဲလူသူမနီးတဲ့ကျွန်းကြီးအလဲကောင်မှာသားရဲ့တရိษံနေနဲ့တွေ့နေရင်ငါဒုက္ခပါလားနဲ့ညင်းညူပြီးတော့နေရမှာအဲ့ဒီကျွန်းပေါ်မှာဝက်တကောင်ကရှိဝက်တကောင်ကလည်းတရားနာပြည်သားရွာပြည့်တစ်ခုကနေပြီးတော့သူကဗရမ ्या မျက်ရှင်တစ်ခုရထားတယ်ကိုအဲ့ဒီဝက်ကအတော်စွမ်းဗရမ ्या ပါဇက်ထဲငုံပြီးတော့သမုဒ္ဒရာအလေကောင်ကနေပြီးတော့သမုဒ္ဒရာရေရေမော်မှာဖြတ်ပြီးတော့အမလေးလေမြောင်မစည်းပဲနဲ့ဂျိုတူဒုံးမြောင်မစည်းပဲနဲ့ဟယ်လီကော်ပတာဆိုလားဟယ်ရီကော်ပတာဆိုလားဒါတွေမစည်းပဲနဲ့သွားနေတကူကွာအဲ့ဒီဝက်ကြီးကဗရမ ्या မျက်ရှင်ကြီးပါဇက်ထဲကြိုက်လို့ဝက်ကကောင်းငင်ပြန်နေအတော်ဟန်ကြနေတာပေါ့ကွာနောက်အဲ့ဒီဝက်ကလည်းရေသဖမ်းမင်အောင်အိတ်နေတာကိုခုနှစ်ကယောက်ျားတွေ့ဟာကြည်စားဒီဝက်ဟာသူ့အနာချထားတယ်လက်နဲ့ဘာလေးမှမသိဘူးတန်တော့ဒီကျွန်းအလေကောင်ရောက်လာတာသူဒါကြောင့်ရောက်လာငါသူ့ချင်နေကြည်စမ်းအမေတရားနာပြည်သားဝက်ကအဲ့ဒီဗရမ ्या မျက်ရှင်လေးကိုတခါတည်းပါဇက်ထဲငုံပြီးတော့ကောင်းငင်ပြန်သွားလိုက်မရေပေါ်ပြန်သွားလိုက်တော်ကြာရေသဖမ်းမင်လာပြီးတော့သူနေတာကတော့အမြဲတမ်းနေတာအဲ့ဒီရေသဖမ်းမင်အောင်နေတဲ့ဝက်ကအဲ့ဒီယောက်ျားကချောင်းကြည့်ဟန်ကြဒီဝက်စွန်းနေတာသူ့ပါဇက်ထဲငုံတဲ့ဒီအလုံးကြောင့်ကိုကိစ္စကြီးအဲ့ဒီလိုအလုံးကြီးများငုံပြီးကောင်းငင်ပြန်ညံဘူးလားဘာလုံးကြီးတော့အေးကွာအဲ့ဒီလိုအလုံးကြီးများငုံပြီးပြန်နိုင်မယ်ဆိုရင်ငါလေးများမစည်းဘူးကွာတို့လဲလိုချင်တော့ကွာကြလားအေးကဲဒီတော့ဟေးအဲ့ဒီဝက်ကိုကြည့်ပြီးတော့ယောက်ျားကဟန်ကြပြီကွာဒီအလုံးအတော်စွမ်းဒါနေဝက်အိတ်ပြော်တော့တိတ်တော့အလစ်ယူမှဖြစ်ဝက်ကအိတ်ရောဟေးဝက်အိတ်နေတော့ဝက်မသိအောင်အသားကလေးသွားပြီးတော့ဗရမ ्या မျက်ရှင်လုံးယူရက်ပြီးတော့ပါဇက်ထဲငုံပြီးကောင်းငင်ပြန်လိုက်ဟာဟန်ကြကွာဟေးကိုလာပဲကွာဟေးတော့သဘောကျသွားအဲ့ဒီဗရမ ्या မျက်ရှင်လုံးကြီးပါဇက်ထဲငုံပြီးရေသဖမ်းမင်မော်တက်ဝက်ကသူအသာလေးကြည့်ဒီဝက်တော့တပ်ပြစ်မှာဖြစ်မှာသူဒီလိုကြည့်နေတော့ဝက်ကအဲ့ရကနိုးရောဟေ့အဲ့ရကနိုးတော့သူ့ပါဇက်နာရှိနေတဲ့ဗရမ ्या မျက်ရှင်လုံးပြောက်ငါပစ္စည်းဘယ်သူယူပါလိမ့်ဝယ်လဲသူ့စိတ်ထဲဒီလိုနေမှာပေါ့ကွာရှောက်ကြည့်တာပေါ့ဝက်စကားနားလဲလို့လားတော့မအောင်မေးပါနဲ့မသိပါဘူးမသိပေမဲ့လို့ကွာဝက်တွေကားပေါ်တင်းသွားတဲ့ခါအော်တာတော့ငိုတံပါကြီးနဲ့ဝက်ငိုတံပါတာရာဇဝင်ရှိတယ်ကွာဟိုတုန်းကခွေးနဲ့ဝက်ငါပြောရအောင်ကြားလားခွေးနဲ့ဝက်လူရဲ့ထံမှာသူတို့ကလူကျွေးမှစားရတဲ့ဘဝလူကျွေးမှစားရတဲ့ဝက်နဲ့ခွေးတိုင်ပင်ကြတယ်တငယ်ချင်းဝက်ရေတဲ့တငယ်ချင်းခွေးရေတဲ့ဝက်နဲ့ခွေးကတို့အရှင်သခင်အကူညီပေးကြစို့အေးဒါဖြင့်ဒီလိုပေးကြစို့ကွာတော်တဲ့သွားပြီးတော့လာတို့သခင်ထွန်နဲ့ထဲတဲ့ຢာခင်းမှာသွားပြီးအလုပ်လုပ်ကြစို့ဝက်နဲ့ခွေးကတိုင်ပင်ပြီးဟိုရောက်တဲ့အခါကျတော့ဝက်ကတော့တစ်ပင်တွေကိုတခါတည်းအမြင့်ပါနှုတ်သီးနဲ့ထိုးပြီးတော့လှန်ပစ်ငုတ်တွေမရှိအောင်တစ်ပင်တွေမရှိအောင်ဂဲတွေမရှိအောင်ဝက်ပင်လိုပင်အလုံးလုံးပင်မဲ့လို့ခွေးကရှာကလေးထိုးပြီးတစ်ပင်ရိတ်ကဆောင်းချောင်းထိုင်ကြည့်တရေတွေများကြဟဲ့မင်းအလုံးလုံးပါတော့လားကွာဟိုအလုံးဆိုတာတော့ကြသက်သေးတစ်ခုပေါ်လာမှာပါကွာတဲ့ဘသူလုံးတယ်ဆိုတာကြိုးစားတဲ့ဝက်ကအလုံးလုံးပြီးအိမ်ပြန်သွားကြဟဲ့မင်းတို့ဘာလုပ်ခဲ့အရှင်သခင်ရဲ့ຢာခင်းမှာကျွန်တော်တို့ဒီလိုအလုံးလုံးခဲ့ကြပါဘသူကများလုပ်အဲ့တော့ခွေးကအရင်စပြောတယ်ကျွန်တော်ကများလုပ်ဟဲ့ကောင်မင်းဆောင်းတော့ထိုင်နေပြီမင်းဘာလုပ်တာပေါ့ကွာတဲ့ငါလုပ်တာပေါ့တဲ့မင်းဘာမှမလုပ်ဘူးတဲ့ဟိုအရှင်သခင်နဲ့သူဘာမှမလုပ်ပါဘူးတဲ့ကျွန်ုပ်ပဲတစ်မြစ်တွေတူဖော်တယ်ဂဲတွေတူဖော်တယ်တစ်ပင်တွေတူဖော်တယ်ကျွန်ုပ်ပဲကိုယ်တိုင်လုပ်ခဲ့ပါလေမဟုတ်ကျွန်ုပ်လုပ်တာခွေးကနေအောင်ငါသွားကြည့်ပါတဲ့မယုံရင်သက်တည်တွေ့ပါလိမ့်
တက်သေးတွေ့မှာပေါ့ဝက်ပြန်သွားတော့ခွေးကရာခင်းတစ်ခင်လုံးသူ့ချီယာကြီးဖြစ်အောင်ကုန်လျှောက်ပြေးထားကုန်လျှောက်ပြေးထားတာအရှင်သခင်ကသွားကြည့်တော့တရားနာပရိသတ်ကြီးခွေးချီယာကြီးတွေ့အမောင်ဝဲတဲ့ဆင်ကောင်ကြီးတွေ့မှတော့ဆင်ချီယာရှာစရာမလိုဘူးဆိုတာလို့ခွေးချီယာတွေ့မှတော့မင်းဝက်အလုတ်လုတ်တဲ့ဆိုပြီးမင်းဟာအလကားရေပဲတဲ့ခွေးအလုတ်လုတ်တာတဲ့ဒါခွေးချီယာကြီးများတယ်ဒီတော့ဝက်ကပြောရှာတယ်မဟုတ်ပါဘူးတဲ့ဒီခွေးကခွေးပေါင်းဝါတာပါတဲ့သူမလုပ်ပါဘူးတဲ့ငုတ်တုတ်ထိုင်းနေတာပါတဲ့အိုးတဲ့ဘာပြောတဲ့သူ့ချီယာကြီးပဲတဲ့နှုတ်ချီယာကြီးပါပဲတဲ့ခွေးကဟုတ်တယ်ဒါခွေးပဲအလုပ်လုပ်တာမင်းမလုပ်ဘူးဒီတော့ဝက်ကပြောရှာတယ်ငိုတံမာလေးနဲ့မဟုတ်ပါဘူးတဲ့ကျွန်ုပ်လုပ်တာပါတဲ့သူကငုတ်တုတ်ထိုင်းနေတာပါတဲ့ဝက်ကပြိဿအဲ့ဒီတုန်းကငိုတံမာလေးနဲ့ပြောတဲ့အချိန်ကစပြီးအခုဝက်တံများငိုတံမာလေးကြီးဖြစ်နေတာတဲ့ပြုပြိဿဝက်တံများဘယ်လိုဖြစ်အေးကွာငိုတံမာလေးနဲ့ဖြစ်နေတာအဲ့ဒီတုန်းကစတယ်ရာဇဝင်ငိုးကွာဒါကြောင့်အရှင်သခင်ဖြစ်တဲ့လူများကဝက်နဲ့ခွေးကိုဝက်ကိုမကြွေးပဲနဲ့ငါတို့မှာများစွာအားကိုးရအကျွင်းအကြံများကိုအခုခွေးကြီးကျွေးတာအဲ့ဒီကစတာတဲ့ဗျို့အခုတော့ဝက်တွေပူကျွေးနေပါပြီဗျာဝက်တွေပူကျွေးတာဘာပြုလို့တော့ဆိုတော့သိတဲ့အတိုင်းပေါ့လေစီးပွားရေးကတဲကောင်းဆိုပဲခွေးကျွေးလို့ဘလောက်ဝါလာလားတတ်စားလို့လည်းမဖြစ်တတ်ရောင်းလို့လည်းမဖြစ်နော်တလောက်ပြောသိပြီဗျို့အခုဝက်တွေပူကျွေးတာကစေတနာကြီးကတော့ဖြင့်မျောလင့်ချက်နဲ့ဗျာကဲဒါကြောင့်တရားနာပရိသတ်ရေပြန်ဆက်ကြအောင်စို့ပြန်ဆက်ကြအောင်စို့ငိုတံပါဆိုတာကထွက်သွားတာဟိုဝက်ဗရမများမျက်ရှင်ပြောက်သွားတဲ့ဝက်ငိုတံပါကြီးနဲ့ငါပစ္စည်းပဲရောက်ပါလိမ့်ဟိုရှာဒီရှာရှောက်ရှာတော့တစ်ပင်မောကဗရမများလုံးငုံထားတဲ့ယောက်ျားကရီရောပြုတ်ရီတော့မြင်လိုက်တဲ့အချိန်ခါမှာဘာပြောကောင်းမလဲပရိသတ်ငါပါဇက်ထဲကအလုံးဒင်းခိုးရမလားလို့ဝက်ကစိတ်ဆိုးဆိုးနဲ့တစ်ပင်ကြီးခေါင်းနဲ့ဆောင်းတိုက်တာအဲ့ဒီနေရာတင်သေရောဝက်ပရိသတ်ဝက်သေးဗလားဝက်လဲသေရောပရိသတ်ရေခုနှစ်ကဗရမများမျက်ရှင်လုံးရထားတဲ့ယောက်ျားကပါဇက်ထဲငုံပြီးပြန်သွားလိုက်တာခုနှစ်ကရသေး၄ပါးထံရောက်ရသေး၄ပါးထံရောက်တော့အကြီးဆုံးဖြစ်တဲ့ပဲခွတ်ရထားတဲ့ရသေးရှိသွားချင်းကပ်သူကကောင်းကင်ကပြန်ပြီးရသေးရှိဆင်းလာရသေးကကြည့်ဟာတဲစွမ်းမလားဇန်နီတောင်ရနေတဲ့ယောက်ျားပါလားငါတို့ရသေးဟန်ဝစ်ပြီးတရားအထုတ်လိုက်တာခုတည်းထိကောင်းကင်ပြန်မှုဆိုတာဝေးလို့ထခုံလို့9000မမြင်သေးဘူးသူအဆင်ပြေးနေပါဗောလားအဲ့တော့ရှင်မယားတဲ့တပည့်တော်ပြုစုတဲ့ဝတရားများရှင်မယားပြုစုပြရစီဗျာအေးကောင်းပြီကွပြုစုပြရစီဖယားဆိုပြီးတော့နင်းလာလိုက်တာပဲခုအကြောင်းသူသိလာခဲ့မိဖို့လိုက်စမ်းပါကွတဲ့ဟဲ့ပဲခုမိဖို့လိုက်စမ်းတမဖျားအမေဟိုလူကသူ့ပြောတာမှတ်လို့တပည့်တော်နာမပဲခုတော့မဟုတ်ဘူးဖယားနော်တဲ့ဟေးမင်းပြောတာမဟုတ်ဘူးငါပဲခုခိုင်းတာမင်းနာမည်ကပဲခုမှမဟုတ်ဘူးမင်းခိုင်းတာမဟုတ်ဘူးငါပဲခုငါခိုင်းတာရှင်မရပဲခုကဘယ်မလို့ပဲခုဆိုတာကွာလက်နဲ့ရိုက်တဲ့ခုတ်တဲ့ပဲခုပေါ့မြင်ရလားဟိုမှာဟာမြင်ပါဗျာသူ့ခိုင်းလို့ရမလားဗျာအသက်မှမရှိပဲနဲ့ဟေးဓမ္မကြီးကွာငါခိုင်းပြဟဲ့ပဲခုထင်းနေယူပြီးတော့မီးဖို့လိုက်စားဟေးပဲခုကထင်းနေယူပြီးတော့မီးဖို့ပြဟာရှင်မပဲခုတဲတံမိုးရှိပါလားဗျာဒီကွာတဲ့ငါတံမိုးရှိပေမဲ့လို့မင်းတို့ကောင်းကင်ပြန်နိုင်သေးပါဘူးတဲ့မင်းရတဲ့ဇန်တရားလေးများငါပြောစမ်းပါရှင်မရတပည့်တော့ဇန်မဟုတ်ဘူးဗျာတပည့်တော့ပြန်နိုင်တာဟောတယ်မှာကြည့်ဗျာဗရမများလုံးလေးပါဇက်ထဲကထုတ်ပြပြန်ငုံပြီးကောင်းကင်ပြန်ပြငါသိလိုချင်နေတယ်ကွာလိုချင်ရင်ရှင်မရပဲခုကဘယ်ရတာတော့ဗျာမတရားဆက်တာကွာလိုရသုံးရတယ်ဟာကြရသေးအားဘာမှသုံးတတ်ဘူးငါနဲ့တွေ့ရင်တော့အဆင်ပြေပြီကွာကဲဒါပြင်ရှင်မရရောကောင်းကင်ပြန်ခြင်းရင်ဒီတော့ပဲကိုပေးဗျအေးကောင်းပြီကွယ်ရောပဲကိုပေး
မဲကိုတော့ကဟန်ညပညာအလုံးလေးပါးစပ်ထဲငုံပြီးကောင်းငင်ပြန်တာဘလောက်ပြန်ဟိုလူကပဲကုတ်ခိုင်းတာဟဲ့ပဲကုတ်သွားဟိုရသေးရဲ့လေဘင်းကိုဖြတ်ပြီးတော့ဗရမ ्या လုံးယူခဲ့အဲဝါရောကွာရသေးလေဘင်းဖြတ်ပြီးဗရမ ्या လုံးပြန်ယူလာလက်နဲ့နှစ်ခုစုမိဘူးဟေးဒီသားရေပဲကုတ်အလွန်တန်မိုးရှိတာနော်သွားလေဘင်းဖြတ်ချီခိုင်းလို့ရပေသားကြီးအဲ့ဒီပဲခုမျိုးများလူချင်ဘူးလားဟာမယူကြပါနဲ့ကွာမင်းတို့ခေကြီးလူတွေကုန်မဲ့ထင်တယ်လူတွေကုန်မဲ့ထင်တယ်မင်းတို့အမြင်ကတိုင်းလျှောက်ခိုင်းနေမှာမတဲတိုင်းလျှောက်ခိုင်းနေမှာမိမချင်းမိမလို့ဟိုကောင်မချီချင်းကြီးဝက်လို့ခန်းကြီးပန်ကြီးဟဲ့ပဲကိုသွားချီချင်းဖြတ်ပြီးဟိုကောင်မချီချင်းယူခဲ့ဟောပါလေလဲပေးဖြတ်ပြီးတော့ချီချင်းတောင်ဖြစ်ဟောကောင်မလဲပေးဖြတ်ပြီးချီချင်းကြီးယူခဲ့တော့ဖြတ်ပြီးယူခဲ့အာမင်းတို့ခေကြီးအဲ့ဒီပဲကိုမျိုးယူချင်မနဲ့ကွာပေးမဲ့လူလည်းရှိမှာမဟုတ်ဘူးကြည့်ပါဘူးကဒီလူတွေအကြောင်းတရားကသိနေဒီပဲကိုမျိုးမြန်ပေးလိုက်လို့တော့ကွာကဘာမဟဲ့ကဘာမဟဲ့ဗမာပြည်တွေမဟုတ်ဘူးကွာဒီပဲကိုမျိုးသာရလိုက်ရဲ့ကဘာမလွှမ်းမိုးသွားနိုင်တယ်ကွာဒီပဲခုမျိုးမဟုတ်ဖဲနဲ့တောင်မှကွာကောင်းကင်ပြန်နိုင်တဲ့လေမြန်နေနဲ့အနုမြူဘုံတွေနဲ့ဟိုလက်နဲ့တင်းနဲ့ဒီလက်နဲ့တင်းနဲ့ကဘာကြီးဒီလိုလက်နဲ့များနဲ့တောင်ပြောင်းဆန်အောင်လုပ်နေရင်အဲ့ဒီလိုခိုင်းရတဲ့ပဲခုမျိုးနဲ့သာဆိုရင်တော့အမလေးကဘာလွှမ်းမိုးသွားမယ်ပေါ့မှန်ရလားပြည်သားကြီးကဲမလို့ချင်မနဲ့ကွာမသိတော့ပါဘူးဒုက္ခနဲ့ရသွားပြီဟဲ့ဟိုလူကတော့ပဲခွတ်နဲ့ဗရမ ्या နဲ့နောက်ဟဲ့တို့စီရထားတဲ့ရသစ်လက်ထံရောက်သွားအဲ့ဒီမှာချင်းကပ်ပြီးစီကြောင်သိလာပြန်မဟဲ့2ရက်3ရက်နေပြီးတော့ဒီကောင်ကောင်းငင်ပြန်နိုင်တယ်ကြီးစားတန်ဇံရတဲ့တရားတွေဘယ်လိုများအထုတ်ထားပါလိမ့်နီးမေးအောင်မဟေးနေပါဦးပဲမင်းကောင်းငင်ပြန်နိုင်တာဘာကြောင့်ပြန်နိုင်တာတို့တပည့်တော်ဒီအလုံးကြောင့်ဗျာအရှင်မရကောင်းငင်ပြန်ရင်မူလားဗျာပြန်ရင်တာပေါ့ကွာပြန်ရင်တာပေါ့ကွာနေပါဦးဗျာအရှင်မရကောင်းငင်ပြန်ရင်တပည့်တော်ကလည်းဒီအလုံးပေးပါမယ်အရှင်မရစီကြီးကဘယ်လိုတာမိုးရှိတာတို့ဗျာမင်းမြင်တဲ့အတိုင်းပဲလေစီကြောင့်မင်းခုတည်းထိသိသေးဘူးလားဟိုတပည့်တော်သိတာကတော့ဗျာတဲ့ရှင်မရတီလို့ဆင်မကြီးပြေးတာပဲသိတယ်ဗျာမင်းတို့ကအဲ့ကောင်နေငါပြောတာရိုးရိုးနော်စီကိုတီးတာဟာအမလီတကယ်လူတွေနဲ့တွေ့နေတာကိုအရှင်မရတီလို့ဆင်မကြီးပြေးတာကိုသာတပည့်တော်သိပါတယ်ဗျာရိုးပါပြောမှလည်းရီးနာအေးရိုးလုံးပါကွာတစ်ဖက်ကလေရှင်မရအသုံးပြုဘူးသလားဗျာကွာတဲ့တစ်ဖက်ကဟိုဆင်မတီးရင်လည်းပြေးတယ်တဲ့ကိုလိုရှိသလိုသုံးရတယ်တော့တရားကပြောသွားတာပဲတဲ့တစ်ဖက်ကတီးရင်လည်းကိုယ့်ဘက်ကအချမ်းညာနေရှိတဲ့ခံကြရှင်မရဗရမ ्या လိုချင်သလားဗျာလိုချင်တာပေါ့ကွာရော့ဗျာဟောဒီလိုပြန်နိုင်တယ်ဗျာပြန်ဗျာပဲကိုရထားတဲ့ကောင်ဆိုတော့ဘယ်ထိအောင်ပြန်ပဲကိုနဲ့ခိုင်ကြမှာကိုပြိဿဟိုကိုတော့ကအဟုံးမှတ်ပြီးတော့အမလေးဗရမ ्या လုံးလေးငုံပြီးပြန်တာဆင်းပြေးပါကွာဟေးဟန်ကြပါကွာဟဲ့ကောင်မင်းဖာမင်းဆင်မကြီးတီးဘာလို့ငါတို့ပြန်ဟဲ့အဲ့စီကြီးတီးပြီးတော့ဆင်မကြီးမင်းဖာမင်းပြေးအောင်ဘယ်လိုလုပ်ငါတို့ပြန်ဟဲ့အဲ့စီကြီးတီးပြီးတော့ဆင်မကြီးမင်းဖာမင်းပြေးအောင်ဘယ်လိုလုပ်ငါတို့ပြန်ဟဲ့ကောင်းငင်ပြန်သွားအောက်ကလူကရီတယ်ရီရောပေါ့ပြန်မှာသေပေါင်းပွင့်နိုင်တဲ့လောက်တော့ပွင့်အောင်ကိုတော့အတော်မြင့်လဲရောက်သွားရောဟဲ့ပဲကိုသွားဟိုပြန်သွားတဲ့ရသေးလဲဘင်းဖြတ်ပြီးတော့ငါဗရမ ्या လုံးအသင်ပြန်ယူခဲ့လို့ပေးရှာပြီ
yate leven piapi paramyalong padwa ayo peko ka khou yu twa lai let net be na khu ya twa do he tong khu no paramya ye kwa peko ye kwa si ye kwa be na khu ya twa do he now yate ange song than yauk twa pyan bi pitta ji yate ange song than yauk twa do yate than ma chin kat pi do tu ji lai ke chain kha ma no dan o ji twa tiရှင်မဒီနှုတ်တန်းအိုးကဘယ်လိုအသုံးပြုတာလဲဗျ။ဟိုငါဖြော့တော်သောအနာရှိတို့တရားမင်းပေးတဲ့နှုတ်တန်းအိုးကွာ။ဟန်ကြပြီတရားပေးတဲ့လက်နဲ့ဒီရသေးသုံးပါသုံးမျိုးပါလားဟဲ့။ဘယ်လိုတန်မိုးရှိတော့ဗျ။ငါဖြော့တော်သောအနာရှိလို့ဒီနှုတ်တန်းကိုအရှင်ဘုရားဖုံးပေးပျောက်ပါလိမ့်မယ်။ပြီးတော့လေအလိုရှိရာသုံးရလားဘုရားလို့ဒီလိုပြောတယ်။ကွယ်ဒီနှုတ်တန်းအိုးသာတွန်လိုက်ရင်မြေကြီးချောင်းကြီးလို့စီးပြီးရန်သူတွေတောင်ပါသွားနိုင်တဲ့ဟာရှင်မရသုံးပြဘူးသလားဗျမပြဘူးပါဘူးကွယ်တဲ့ငါတော့နှုတ်ရန်အိုးတဲ့ကနှုတ်ရန်တောက်ပြီးငါယောဂပျောက်ပြီးတာပဲဆိုပြီးငါတရားအထုတ်ခဲ့တယ်ကွယ်ရှင်မရတရားအထုတ်လို့ဇန်နေပါရရပါလားဗျရသေးပါဘူးကွာရှင်မရဇန်မရဘူးဒီတပည့်တော့ပြန်နိုင်တယ်ဗျကြည့်ဗျအလုံးလေးငုံပြီးပြန်ပြလိုက်အလုံးနော်အလုံးလေးငုံပြီးပြန်ပြလိုက်ဟာဟေးမင်းငါဝတ်နဲ့လဲမလားဟေးလဲတာပေါ့ဗျာရော့ဗျရှင်ဗျာပေးဗျလူသားကိုရော့ကွာပေးကွာပါဇာထဲငုံပြီးကိုတော်ကပြန်ဟိတာဟေးကောင်မရလားငါကြည့်စားငါကောင်းရင်ပြန်နိုင်ပြီကွာနူရန်အိုကြီးမင်းဖာမင်းတောက်သွန်ချိုးမင်းလို့တလို့သာသုံးတော့ငါပြန်မဟေးပြန်နေအောင်ပေါ့ကိုတော်ဘယ်လောက်ထီအောင်ဟဲ့ပဲကိုတော့ဟိုရတဲ့ရဲ့လေဘင်းဖြတ်ပြီးတော့ငါဗရမ ्या လုံးပြန်ယူခဲ့ဟောလက်နဲ့၄ပါးရသွားတယ်ပြုပြီးသားကြီးလက်နဲ့ဘယ်နှပါးရသွားတယ်နံပါတ်1ပါတော့ဟိမပဲနဲ့ဦးအေးနေဦးကအစဉ်တိုင်းပြောနံပါတ်1ပါတော့ဟိဗရမ ्या လုံးနံပါတ်2နံပါတ်3နံပါတ်4မင်းတို့ဖျားလေးထက်ဖြေကွာငါညီများနော်ဖျားလေးထက်ဖြေကွာငါရန်ကုန်မြို့ကြီးရောက်လာဝမ်းမြောက်တယ်ကွာကာလာသားသမီးလေးတွေပါတရားပွဲရောက်လာငါသိကြည်နူးတာကွဒါပေမဲ့လို့ဟိုငါညီများဖုန်းကြီးနဲ့ပြောတာဆိုတော့ပဲခုတ်ပါဖျားနှုတ်တန်းအိုးပါဖျားဗရမ ्या လုံးပါဖျားဆိုရင်လူသားရုခေါ်နတ်သားရုခေါ်ဖြစ်တယ်မင်းတို့မိဘတွေလည်းသိဝမ်းသာမှာကွခုတော့မင်းတို့ကလူနဲ့ပြောသလိုကြီးပက်ကိုစီဘာရမြောင်းကြာတော့ငါလက်လှန်သွားတယ်ကိုကနော်ကကြီးမြဖျားလေးထည့်ဖြေဟိအေးငါမေတ္တာမင်းတို့ရဲ့မေတ္တာငါမှတိုင်းပြည်လှည့်ပြီးတော့ပရိသတ်ဘလောက်များငါကလည်းမေတ္တာတရားကြီးမားလို့တော့ငါပေါ်မှာမုန်းသူမရှိပါဘူးကွနော်မုန်းသူမရှိပါဘူးသို့တော်လည်းပဲချစ်သူမုန်းသူဆိုတာလောကကာမတတ္တဝါတွေဓမ္မရာမို့လို့ရှိတာပေါ့တရားဝဲရောက်လာတဲ့ပိဋကအနေနဲ့တော့ဖြင့်မုန်းအောင်မပြောလို့တရားဝဲထဲမှာမုန်းသူမရှိပါဘူးဘုန်းကြီးရဲ့မေတ္တာစေတနာတိုင်းပိဋကလည်းမေတ္တာပြန်ကြသဖြင့်ဒါလောက်များတဲ့ပိဋကကြီးတာမန်ပဲထိလို့ရလိမ့်တောင်းချီပြီးတော့ရန်ကုန်မြို့ရောက်လာရင်ပိဋက2000 3000အင်မတန်စီကားဒါလောက်များတဲ့ပိဋကကြီးတန်မြင်ကနဲ့ဘယ်ထိရလိမ့်ဝဲလန်းသမင်ဆိုရင်ကြိတ်နဲ့ဟိုနားကစကားပြောဒီနားကစကားပြောအခုကြည်ဆောင်ပါကွယ်တရားဝဲကြီးဆိုတော့မိနေရေနဲ့တတ်တာကမှအခုထွက်လေအောင်မကွာငင်းလို့အင်မတန်အားရလုံးလို့ငါကျင့်တာလုံးလို့ဟဲ့ငါညီများကန်ရှိဆက်ကြအောင်ဆိုလက်နဲ့၄ပါးရသွားပါကွယ်ပြည်သားကြီးလက်နဲ့ဘယ်နှပါးရသွားလဲအေးဒီလိုလက်နဲ့၄ပါးလဲရသွားပါလေရောကြည့်ကွယ်ပြမရမင်းကြီးထံသူစာရေးပြီကွာအိုးပြမရမင်းကြီးငါအသင်ဒီစစ်ဖက်မလားတိုင်းပြည်အမလားကဲထိုးတက်သွားတာကိုကွာလက်နဲ့၄ပါးနဲ့ဟဲ့ဘရင်တောင်ပုံကံမဟဲ့သင်ဒီငါကိုစစ်ဖက်မလားတိုင်းပြည်အမလားအောက်ကပုံတရိဝဟနာမင်းဆိုပြီးရေးလိုက်
တရိဝဟနာမင်းဆိုတာမြန်မာလိုပြန်တော့နှုတ်တန်းအိုဒီဟူသောစစ်တီတော်ရှိတဲ့မင်းနဲ့ဟဲ့အဲ့ဒါလို့စာရေးလိုက်တော့တိုင်းပြည်အုပ်ချုပ်တဲ့ဗြဟ္မရဘုရင်ကကြည်စမ်းပါဗျာရာရာစစတာမန်ဘယ်ကပေါ်လာတဲ့ကောင်တယောက်မှမသိပဲနဲ့ငါအားတိုင်းပြည်အမလားလေးဘာလေးနဲ့ဟဲ့စစ်တီအင်္ဂါတွေစီစဉ်ကြဒီရန်သူကိုဖမ်းရငါကိုယ်တိုင်ထွက်မယ်ဆင်ပြူတော်ကြီးစီလို့နောက်ကစစ်တီအင်္ဂါတွေနဲ့ထွက်လာတယ်ဗြဟ္မရမင်းကြီးအဲ့ဒါလို့လဲထွက်လာရောဟဲ့ဟဲ့ပဲကိုအတော်ခံကြတဲ့ပဲကိုကွာငါတို့တော့မလူချင်းပါဘူးကွာမသတ်ရဲတာနဲ့မင်းတို့ကလည်းလူချင်းနေတာသတ်ချင်တဲ့ကောင်တွေနဲ့တူပါရဲ့မလုံးနဲ့ဟေးပဲခုကအမလီအခုခေတ်မြန်ရလာရင်အမြင်ကတိုင်းလျှောက်တန်နေခက်ရကြီးရဲ့ကြည့်ကွာဟိုမှာတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကိုခိုင်းမဟဲ့ဟဲ့ပဲခုဟိုဆင်းပြူတော်ပေါ်မှာမင်းမြောက်တန်းစာ9ပါးနဲ့လူကြွားကြီးလုံနေတဲ့ဗြဟ္မရဘုရင်ရဲ့လယ်ဘင်းကဖြားငါထမ်းယူခဲ့မင်းမြောက်တန်းစာ9ပါးကိုငါထမ်းယူခဲ့ခေါင်းကိုဖြတ်ခဲ့ခိုင်းလိုက်ရောပဲကုကကောင်းဝင်ကနေလာတဲ့ပြီးတော့ဗြဟ္မရမင်းကြီးလယ်ဘင်းဖြားကောင်းမြတ်ကြီးဆာမင်ကဆွဲမင်းမြောက်တစားကြီးချွတ်ယူသွားတော့ဆင်းပြူတော်ပေါ်ဟေးလက်ဘင်းပြကြီးနဲ့ဘယင်ကြီးကြားနေတာကိုကွာဟာသူ့နောက်ကစစ်တီအင်္ဂါလေးပါကဟေးဘယင်ကြီးခေါင်းမရှိဘူးဟာဟဲ့ဘယင်ခေါင်းမရှိဘူးကွာဟာဒုက္ခပါပဲကွာဟဲ့မင်းမြောက်တစားကြီးလည်းကြီးစားအလိုလိုပါသွားပြီဟာလူလည်းမမြင်ဘူးဟာလူပဲမမြင်အောင်ပဲကုတ်ကချက်ယူသွားတာကွာဟေးပဲကုတ်နောက်တရားနာပြည်သားပဲကုကိုတခါပြန်ခိုင်းတယ်ကိုစစ်သေးနာပတိဂျုံကြီးသွားအဲ့ဒီကောင်ကြီးရဲ့ခေါင်းဖြတ်ချီဆိုပဲကုကလာပြန်ရောလာတဲ့ပြီးတော့စစ်သေးနာပတိတခါတည်းတရားနာပြည်သားခေါင်းကြီးဖြတ်ဘူးဟာဟေးမရှိဘူးခေါင်းကြီးဟာဟေးခေါင်းကြီးပြေးကြလို့ဒီပဲကုကလူတွေကုန်သားတော့မရှင်နောက်ကစစ်သေးအင်္ဂါတွေလန့်နေတုံတရားနာပြည်သားဟိုကလေအမလီကိုနောက်ကစစ်တီအင်္ဂါခြံရနဲ့ဘက်ကစီကိုတီးလိုက်တော့ဟောသူ့ဘက်ကစစ်တီအင်္ဂါကြီးအောင်မနောက်ကအလိုလိုခြံရလာခြံရယုံနေမှာကအမလီဒီဘက်ကဟိုဆင်မကြီးပြေးအောင်တီးတဲ့ဘက်တီးလိုက်တော့စစ်တီအင်္ဂါကြီးလန့်ပြေးကြအသုံးပြုလိုက်တော့ပဲခွရောစီရောနောက်ကြတော့တရားနာပြေးတာနှုတ်တန်းအိုးကြီးနဲ့တခါတည်းအကုန်လုံးသွန်ချလိုက်တာမြစ်ကြီးချောင်းကြီးလိုစီးပြီးတော့ဟောဘာယာနတိဗြဟ္မရမင်းရဲ့စစ်တီတွေအကုန်လုံးမျောပါသွားအဲ့ဒီချိန်ခါမှာမင်းမြောက်တစား9ပါးကိုဝေဝေဆင်မြူတော်ပေါ်တက်၍ဘာယာနတိတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်မင်းကြီးကဒရိဝဟနာမင်းရဲ့လို့ဖြစ်ခဲ့ပါသည်ဗျာအဲ့ဒီလိုဒရိဝဟနာမင်းကြီးရဲ့လို့ဖြစ်လာပြီလက်နဲ့ကဘယ်နှမျိုးပိုင်တာတုံးကွဒါကြောင့်လက်နဲ့ပိုင်ရှင်နှုတ်တန်းဘယင်လို့ငါအမိပေးခဲ့တာပါဟဲ့အဲဒီလိုဒရိဝဟနာမင်းကြီးရဲ့လို့အုပ်ချုပ်ပြီးတော့လာခဲ့တနေ့သ၌ကျတော့ဒရိဝဟနာမင်းကြီးမြစ်စိတ်ရေချိုးထွက်ရေကစားပေါ့ကွာဘယင်ကြီးတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဟာတိုင်းပြည်ရဲ့မိဘမှုဆုံးပါသွားမှာကိုအမတန်စိုးရိမ်ကြသဖြင့်အမလီတန်ကွန်ညာကြီးအုပ်ပြီးတော့ရေချိုးတာဟဲ့ပိုက်ကြီးနဲ့ပေါ့ကွာတန်ကွန်ညာနဲ့ပိုက်ကြီးနဲ့မြစ်ထဲမျောပါသွားရင်တန်မိုးရှိတဲ့ဘယင်ကြီးတိုင်းပြည်ကနှမျောချလုံးလို့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ဆိုတာငါတို့ရဲ့မိဘတိုင်းပြည်ရဲ့မိဘတိုင်းပြည်ရဲ့အုပ်ခေါင်းသူဆုံးမလို့ရှိရင်ငါတို့လုံးပါပါပြီးတော့သူများနှိပ်စက်တာခံရလိမ့်မယ်တို့ဘယင်မသေးရဘူးဆိုပြီးတော့တန်ကွန်ညာကြီးအုပ်ရေချိုးစေတယ်အဲ့ဒါလို့ရေချိုးနေတုန်းကွာအဘန္ဒရတရသီကိုကွာနတ်တရသီကြီးကမျောလာပြီးတန်ကွန်ညာဝင်ချိတ်ရောဟဲ့တန်ကွန်ညာဝင်ချိတ်တော့ဟာတဲမွေးပါလားဟဲ့မင်းကြီးကြီးစားဟောမှာမလာပါတရသီကြီးပါဗျာဟဲ့ကြည်စားတရသီကအဝေးကနေသူမျောလာကြတဲ့ကမွေးလာလိုက်တဲ့အနတ်ပြန်ကြစို့အမတမင်္ဂလာကောင်းတဲ့ကွရွှေနန်းတော်ကြမှာဒီတရသီရဲ့အကြောင်းကိုသိရလိမ့်မယ်နတ်တရသီကြီးနန်းတော်ယူသွားပြီးတော့စားတော်ခဲဟ
ကြာကြာနာနာအခွန်သင်အခွန်လေးလွှင့်မပြည့်နဲ့ဘယ်လိုမှမသိဘူးအနတ်ကသိကောင်းအခွန်သင်အခွန်ကိုတစ်ဖက်ခွက်ထဲကြာကြာနာနာလှီးစားလှီးပြီးတော့အနတ်ကတော့သိပြီကွယ်အရသာကဘယ်လိုနေမှမသိဘူးဟဲ့ဇတော်ကရော့ဒီအညှိကလေးအစိကတ်နေတဲ့အညှိကလေးစုပ်ကြည့်စားလူဘာဝရတဲ့ဘယင်ကွာသေချင်းသေဟိုကောင်းရင်သေအောင်သူများစားခိုင်းကြည့်သေးတာကြည့်အညှိလေးကွာတကယ်ဆိုတစိမ့်ဆိုတော်သေးကွာအညှိလေးကွာသေချင်းသေမင်းရင်သေးတဲ့မင်းကတန်ဖိုးမရှိဘူးတဲ့ငါဘယင်ကတိုင်းပြည်ကအားကိုးတယ်တဲ့ဒါကြောင့်အညှိကလေးအစုပ်ခိုင်းဘာပြောကောင်းမလဲအညှိကလေးစုပ်ရတဲ့စားတော်ခဲလေအကျော်ပေါင်းတစ်ထောင်စိတ်ပြီးတော့အရသာတွေတွေ့သွားတော့မှန်လားပါဗျာအကျော်ပေါင်းတစ်ထောင်ပြတ်နှောင်အောင်ရတာရှိကြောင်းပါဗျာအေးဒါဖြစ်နေဦးကွပြေးတော့တစိမ့်သူမစားသေးဘူးရောတက်တော်ရှည်မှာကြီးမြူးကြည့်စားသေမဲ့ကိစ္စရှင်တက်တော်ရှည်ကိုတက်တော်မရှိတရှိဖြစ်အောင်လုပ်မြူးကြည့်စားတက်တော်ရှည်ကြီးကလည်းမှန်လားပါဗျာဘယင်ကိုတော်မြတ်ကြီးရင်ဖုံးပေး3000တော့ဘူးပါဗျာဒီတော့မြည်ကြည့်စားလို့ဆိုမှမှန်လားပါဗျာမှန်လားပါတက်တော်ရှည်အမကြီးကတစိမ့်ကိုတရားနာပြိတ္တတစ်ဖြတ်စားကြည့်လိုက်အကျိုးပေါင်းတစ်ထောင်စိတ်မှန်လားပါနောက်တစ်စိတ်လောက်မရပါတော်တော့ကွယ်မင်းတော်မောင်ရန်တို့ဆိုတာလို့ဖြစ်နောက်တရားနာပရိသတ်ဒီလိုနဲ့သေတတ်တဲ့အသီးမဟုတ်ဘူးဆိုတာသိတော့မှအမလေးမိဖုရားကြီးရော့မိဖုရားကြီးတစ်စိတ်ရော့မိဖုရားလက်တစ်စိတ်ရော့မိဖုရားငယ်တစ်စိတ်ရော့ဟိုကောင်မကြီးနည်းနည်းစီအကုန်ရှောက်ပေးတာပေါ့ကွာငယ်တဲ့လူငယ်တဲ့လောက်ပေးတာပေါ့အကြီးကြီးကြတော့အကြီးကြီးပေးတာပေါ့ငယ်တာကြတော့ငယ်တဲ့လောက်ပေးတာပေါ့အဲ့ဒါလို့ရှောက်ပေးပြီးရွှေနှမ်းတော်တစ်ခုလုံးအကုန်လုံးပြန့်နှံ့အောင်ပေးပြီးတော့မင်းကြီးများဒီတရဲ့စီကိုဒီတိုင်းလွှင့်မပြစ်ကြနဲ့ရှင်အောင်စိုက်ဖို့ရအတွက်ဥယျာဉ်မှုကအလိုက်ကြဥယျာဉ်မှုလက်ထဲရောက်သွားရောဥယျာဉ်မှုကစားရောတရက်ပင်ကြီးကသီးရောအနံ့ရတာတွေမြန်ပေါ့ကွာငါတရက်ပင်ကတော့တကယ်ပေါက်ပါတယ်တကယ်သီးပါပါဇက်ထဲပေါ့ကွာမြင်တော့မြင်ရဘူးပေါ့ကျန်းကန်တဲ့အတိုင်းပေါ့မန္တလေးတုန်းကမျက်လှည့်ပြတဲ့ကောင်တွေဒီတရက်စီအပင်ပေါက်အောင်စိုက်မယ်ဆိုလို့ငါလိုက်ကြည့်တာခုနှစ်ပွဲဘယ်နေရာမှပင်မပေါက်ဘူးပြီးတော့ဆေးရောင်းတာကိုကွာကျွန်တော်တို့ဟောဒီတရက်စီအပင်ပေါက်အောင်ကျွန်တော်တို့တောက်လျှောက်အသီးတွေကိုပရိသတ်ကြီးဝေကျွေးပါမယ်ခမဆိုသလိုလိုနဲ့ပြောတာငါလည်းအဟုတ်မှလို့လူမန္တလေးရောက်ခါစားကအကုန်လိုက်ကြည့်ကျွန်တော်တို့ယာဒီဥရုမိုးလေဝသကကြီးညာထားတာယာဒီဥရုကတိတ်မကောင်းလို့တရက်ပင်ပေါက်သေးဘူးခမလေကျုံတောင်ကြမှာပေါက်ကြစို့တော်ကြာတော့ဈေးကြိုကြမှာပေါက်ကြစို့နဲ့ရှောက်သွားတာခုနှစ်ပွဲကွာငါလိုက်တာမပေါက်ဘူးဒီတော့အဲ့ဒီတရက်ပင်လို့တော့ဟုတ်ပါဘူးကွာကဲစိုက်ပေါက်ဟဲ့ပေါက်တော့သီးရောကွာပြီးတော့မှဘယင်ကိုတော်မြတ်ကြီးကတပါးတော့တိုင်းပြည်တွေကိုတလုံးစီဟဲ့လက်ဆောင်ပေးတော့ကွာလက်ဆောင်ပေးလိုက်ပုံကလည်းဒီမျိုးတိုင်းတပြေပြန်ပွားပြီးတော့သွားမှဆိုလို့တန်ကြွနဲ့ထိုးပြီးတော့အညှောက်နေပျက်စီးအောင်ဖျက်ဆီးပြီးမှပေးလိုက်တော့ကွာဘယင်များနော်သူများတိုင်းပြည်ဒီအမျိုးပြန်ပွားမှဆိုလို့တဲ့ကြည်သာအညှောက်နေထိုးဖျက်ဆီးပေးလိုက်ထိုးဖျက်ဆီးပေးလိုက်တော့တိုင်းတစ်ပါးကဘယင်တွေကတည်းဒီတရသီးကြီးစားရသဖြင့်အရသာရှိလို့စိုက်ကြည့်တော့မပေါက်ဘူးနောက်ဆုံးဘယင်တယောက်ကဘယ်တိုင်းပြည်မှာပေါက်ဘူးပြောတယ်အစီရှိပေါက်ရမယ်စိုက်တာကဒီအစီကအပင်ဖြစ်တာအပင်ဖြစ်ရင်ပေါက်ရမယ်နောက်ထပ်အသီးစားရမယ်ဘယ်နဲ့ဗျာသူတိုင်းပြည်ကအစီကြပေါက်ပြီးတို့ရှိပေးတဲ့အစီကြမပေါက်ဘူးရဲ့လို့ဟေးပေါက်ရမှာကွာအကြောင်းရှိတယ်ဘယ်တိုင်းပြည်မှာမပေါက်ဘူးတဲ့ငါသေးချာစုံစမ်းမယ်ဟဲ့ပေးစားအစီကိုအသေးချာခွဲကြည့်လိုက်တော့အတွင်းငါမှာထိုးမှွေဆွထားတော့ဘယ်ပေါက်နိုင်မလဲတတိတွေကပြည့်စည်ပြီးကြေမွနေတာတွေ့တော့ကြည်စမ်းတတိကွာဟာနာကလူဘာဝလို့ဟေးတို့တိုက်ပြည်တွေကိုပေးတဲ့တည့်ရသည်အပင်စိတ်မရအောင်လှုပ်လိုက်တာဟဲ့ဥယျာဉ်မူလာစား
သူ့ရဲ့မှုခေါ်ရောသူ့ရဲ့မှုကဟေးတို့ဘလောက်ထိအောင်စွန့်တယ်လဲလို့ဆိုတော့အခါမဟုတ်ဘဲနဲ့သိအောင်ပွင့်အောင်လုပ်နိုင်တယ်ဟဲ့ဒီသစ်ပင်ဒီရာသီမသိပေမဲ့လို့သိအောင်လုပ်နိုင်တယ်ဒီပန်းဝင်ဒီရာသီမပွင့်ပေမဲ့လို့ပွင့်အောင်လုပ်နိုင်တယ်အဲ့ဒီလိုသိအောင်ပွင့်အောင်လုပ်နိုင်တဲ့ဥယျာဉ်မှုကိုခေါ်ပြီးတော့အခါမဲ့သိအောင်ပွင့်အောင်လုပ်နိုင်တဲ့ဖြင့်သွားတရိဝါဟနာတိုင်းပြည်တို့ဓမ္မတို့တိုင်းပြည်ကနှင်ထုတ်လိုက်လို့ဘုရားကျွန်တော်မျိုးကြီးဒီခိုကိုရမဲ့နေပါတယ်ဘုရားကျွန်တော်မျိုးကြီးဥယျာဉ်မှုအလုပ်ကောင်းကောင်းတတ်ပါတယ်အခါမဲ့သစ်ပင်များကိုသိအောင်လုပ်နိုင်ပါတယ်ဘုရားလို့တတော်ဥတင်ပြီးတော့မင်းအဲ့ဒီမှာဝင်ခါစားပြီးတော့သူ့တိုင်းပြည်ဥယျာဉ်ထဲမှာရှိနေတော့ဒီတရက်ပင်အားပြည့်စည်အောင်ဖြစ်စည်းနိုင်ပါမလားမလားပါဖြစ်စည်းနိုင်အောင်ပါဗျာဒါပြင်ရောသွားဆိုပြီးတော့လွတ်လိုက်ရောက်ဟဲ့တတိဝါဟနာမင်းကြီးထားမလားပါဗျာတပါးသောတိုင်းပြည်မှာဥယျာဉ်မှုဘဝနဲ့အလုလုခဲ့ရအခုတိုင်းပြည်ကနှင်ထုတ်လို့ထွက်လာရအောင်ပါဗျာနေုံကဥယျာဉ်မှုလို့ကောင်းကောင်းတတ်လာမှန်လားပါဘုရားကျွန်တော်လူကြီးတတ်ကြောင်းပါဗျာမင်းဘယ်လိုတတ်ရာသီအလိုက်သီးတဲ့ပွင့်တဲ့သစ်ပင်တွေကိုရာသီမဟုတ်ဘဲနဲ့သီးအောင်ပွင့်အောင်ဘုရားကျွန်တော်လူကြီးတတ်နိုင်ပါဗျာဟန်ကြပါကွာတလောက်ထိအောင်ချိုမြိန်တဲ့သရက်ပင်ကြီးရထားရကနေပြီးတော့အခါမဲ့သီးအောင်တတ်နိုင်နေဆိုရင်ငါသရက်ပင်ကြီးတစ်နှစ်ပတ်လုံး12လတိုင်အသီးမပြတ်သီးအောင်ခိုင်းဟဲ့သွားမင်းဥယျာဉ်မှုခံလိုက်နော်ကွာခံလိုက်တော့ဘာပြောကောင်းမလဲဟဲ့ဥယျာဉ်မှု2ယောက်ဖြစ်နေတာပေါ့အဲ့ဒီဥယျာဉ်မှုကအခါမဲ့သီးအောင်ပွင့်အောင်လုပ်ပြီးဥယျာဉ်နဲ့နေလာရမှတနေ့တ၌ကြတော့အဲ့ဒီသရက်ပင်ဘေးမှာတို့ဘာတွေစိုက်တုံးဆိုတော့ကိုယ်ထောက်ပင်တမာပင်နေစိုက်ပဲဟဲ့ခါရတဲ့အပင်ဒီလိုခါရတဲ့အပင်တွေစိုက်လို့ခါတဲ့အပင်တွေကအမြင့်ချင်းရှက်အရွယ်ချင်းထအကိုင်းရင်ဖိပြီးတော့လဲလာရောဟောဥယျာဉ်မှုမရှိဘူးတိုင်းတစ်ပါးကလာတဲ့ဥယျာဉ်မှုပျောက်သွားပဲပျောက်သွားတော့မှန်လားပါဗျာဥယျာဉ်မှုတယောက်ပျောက်သွားကြောင်းပါဗျာဟေးအလုတ်တူတော့ရန်သူအကြံတူတော့ရန်သူသူ့ထဲစွန့်တဲ့ဥယျာဉ်မှုမို့လက်ရှိဥယျာဉ်မှုကပြန်ပေးဆွဲအောင်လုပ်လိုက်သလိုလိုအထင်လေးမှားပြီးကိုယ်ရောကာယနဲ့နေလာလိုက်တာတရက်ပင်စားခြင်းလို့ခူးစားလိုက်တဲ့အချိန်ခါကြတော့ဟောခါကုန်ပြီခါပြီးတရက်ပင်ငန်းကြီးများနှမများမကောင်းတဲ့လူနဲ့ပေါင်းလို့မကောင်းတဲ့ဘဝရောက်တာဆိုတာထားတော့ဟေးလူသားတွေမှာကြည်သစ်ပင်ချင်းရွှတ်ရှက်လိုက်တာနဲ့အခါကြီးဖြစ်သွားအဲ့ဒီတော့မှမင်းကြီးများခက်တော့တာပဲငါတရက်ပင်ပြက်ပြီးအခါမဲ့သီးအောင်တတ်နိုင်တယ်ဆိုလို့ငါပဲလိုပဲကြိုးစားပြီးတော့သူ့ကိုမြောက်စားခဲ့တော့လေအခုတော့ငါတရက်ပင်ခါရသူ့ကြောင့်နေမှာမင်းကြီးဗျာကြံကြပါအောင်ခါနေတာချိုးအောင်ဘယ်လိုပြန်လုပ်ရပါမထုံးလို့ဆိုတော့မှပညာရှိအမတ်ကနေပြီးတော့မှန်လားပါဗျာဘုရင်ကိုရောမြတ်ကြီးဥယျာဉ်နဲ့ကြွတော်မူပါဗျာကြွမြတ်တော်မူပါဗျာလှမ်းတော်မူပါဗျာနဲ့ခေါ်သွားပြီးတော့တရက်ပင်လည်းညှို့ထိုးဗျာပုစီမနာပရိဝါရောအမောတေတရိဝဟနာကြည့်ပါဗျာအရှင်မင်းကြီးရဲ့တရက်ပင်ကိုကြည့်ပါဗျာများစွာခြံရံပြီးတော့နေတာကဂွေးတော့တရက်တွေမှာဂွေးတော့ဓမ္မတွေပါဗျာမူလနဲ့တန်တထန်နဲ့အမြင့်ချင်းကလည်းရှက်နေပြီဗျာနာခါတာခဏိသေးဝရီတကိုင်းမောတကိုင်းဖိတရွတ်ပေါ်တရွတ်ဖိပြီးတော့အကွက်စီအောင်သူတို့ကမှီဝဲပြီးတော့နေကြပါပြီဗျာမှန်လားပါဗျာအသင်မင်းကြီးရဲ့တရက်ပင်ခါလာခြင်းသည်ခါသောဂွေးတော့တမာတို့နဲ့ရွှတ်ရှက်ပြီးစိုက်လို့အမြင့်ချင်းရှက်အကိုင်းရင်ဖိအရွယ်ချင်းထပ်ပြီးတော့နေပါသဖြင့်ဒီတရက်ပင်အခါတွေကူးပြီးတော့ခါကုန်ကြောင်းပါဗျာဟဲ့နေပါအောင်ပညာရှိအမရဲ့ခါနေတာချိုးအောင်ပြန်လုပ်လို့ရပါလားမှန်လားပါဗျာခါနဲ့ပေါင်းတော့ခါတယ်လို့ချိုးတာနဲ့ပြန်ပေါင်းချိုးအောင်လုပ်လို့ဖြစ်ကောင်းပါရဲ့အေးဖြစ်ရင်ကြံစီစားဟဲ့ကြံစီစားဆိုတော့မှပညာရှိအမတ်ကတခါနဲ့တရားနာပိတာဂွေးတော့တမားတွေအကုန်ခုတ်အမြင့်တေထီအောင်နှုတ်
နှုတ်ပြီးတော့အပင်ဘေးပတ်ပတ်လည်မှာအကုန်လုံးကျင်းတူးပြီးတော့တကားရည်တွေနှုတ်တန်းတွေပြားရည်တွေတင်လဲတွေနဲ့ပြန်ပြီးတော့ပြုတ်ပြင်းလိုက်သောအချိန်အမတန်ခါပြီးတော့နေတဲ့နတ်တရဲ့ပင်ကြီးသည်ပြန်ပြီးတော့ချိုလာတဲ့ပိဿာပြန်ချိုမလာဘူးလားဟေးမှတ်ထားနော်ငါညီများနှမများဟိုဆန့်ကျင်မဲ့ဖြစ်တဲ့မကောင်းတဲ့အပေါင်းအသင်းကိုမှီဝဲတဲ့ယဟန်ကိုမြတ်စွာဘုရားကအကြောင်းပြုပြီးခေါ်နေခြေသားဟာနဲ့မကောင်းတဲ့လူကိုအမတန်စိတ်ရှိလို့သိတတ်တဲ့လူသားချင်းပေါင်းတော်ကိုထားပြီးဥလောစိတ်မရှိတဲ့ရုပ်သက်သက်မြတ်သားဖြစ်တဲ့ခြေသားတရပင်တော်မှာနာနဲ့ကင်းတော်တရပင်တော်မှာကွေးထောက်တမာတို့နဲ့ပေါင်းတင်မိဝဲကခါချင်းတို့ရောက်ခဲ့တဲ့ခြေသားသို့တော်လဲပညာရှိသည်အခါတွေကိုနှုတ်ပဲတရပင်အလဲကောင်းကထားဘေးကနေပြီးတော့အချိုများနဲ့ပြန်ပြုတ်ရင်လိုက်တော့ခါပြန်ချိုတဲ့ဟဲ့ခြေသားတင်ဒီမကောင်းသောအပေါင်းခေါ်တွေကိုမိဝဲပေမဲ့လို့ကောင်းတဲ့အပေါင်းတင်တွေပြန်ပြီးတော့မိဝဲပါတော့လားတင်ဒီကောင်းသောအပေါင်းတင်တွေနဲ့မိဝဲရဲ့တရပင်ကြီးပြန်ချိုလာသလိုခြေသားဒီမကောင်းတာတွေစွန့်လွတ်လိုက်ပါတော့လားလို့မြတ်စွာဘုရားကိုယ်တော်မြတ်ဟောကြားသောအဆုံးမှာဟောဆန့်ကျင်ဘက်မကောင်းတဲ့အပေါင်းအသင်းမိဝဲတဲ့ယဟန်ဒီသစ္စာလေးပါးတရားကိုမြင်ပါတယ်ဗျာအဲ့ဒီနေရာမှာဘုရားကိုယ်တော်မြတ်ကခြေသားတော်တဲ့အဲ့ဒီချိန်ခါတုန်းကပညာရှိဘုရားပညာရှိအမတ်ဒီငါဘုရားဤအလောင်းတော်ဖြစ်တဲ့ခြေသားတို့လို့ဇတ်တော်ကိုပေါင်းပါတယ်ပြိဿဒါကြောင့်တရိဝဟနဇတ်ဘာသာမှဒီကနေ့မရေးပြဘူးပြိဿဇက်ွက်ကလေးစီစီဟောခြင်းလို့သိပြီးတော့ယာဒီဥရုအေးတော့တရားနာတဲ့အချိန်မှာပြိဿလည်းပဲအမတန်ချမ်းလို့ပြန်သွားကြသဖြင့်ဒီဇက်ထုတ်ကလေးတိုးတုတ်ရှိကဟောလို့ပြီးသွားတဲ့အချိန်ခါမှာနောက်ပိုင်းကျုပ်လေမုံစိတ်မရည်ရွယ်ဆိုတဲ့ဇတ်တော်ကြီးကိုအလွန်အဆွေးနဲ့တကွာဟောကြားပါတော့မယ်ဗျာဒါကြောင့်ဒီလက်နဲ့ပိုင်ရှင်နှုတ်ထမ်းပရင်ဆိုတဲ့ဇလန်းတော်အကွက်စီစီနဲ့ဟောလာလို့ပရိသတ်ကြီးရှင်းသွားပါလားရှင်းပါပါဗျာငါကြီးများနှမများအသက်မရှိတဲ့သစ်ပင်တော်မှဒီလိုမကောင်းတာတွေနဲ့ပေါင်းလို့ခါသေးရင်ငါတို့စိတ်ရှိတဲ့လူသားဟာမကောင်းတဲ့အပေါင်းအသင်းများပေါင်းရင်မှားမယ်ဆိုတာသိပလားဟဲ့သိပါဗျာနောက်ပေါင်းသိအောင်မလားဟဲ့ဒီလိုအပေါင်းအသင်းတွေကိုရှောင်စေခြင်းလို့ဒီဇတ်တော်ကြီးငါနောက်ပေါင်းကြီးငယ်နှမငယ်များအားဟောကြားရသဖြင့်ဒီကနေ့ညဒီနေရမှာပင်လျင်လက်နဲ့ပိုင်ရှင်လူတန်းပင်ဏီကုန်းခပအဆုံးတတ်၍ကိုင်းခိတ္တရဆိုင်ဟံပတိုင်းပေးမဲ့ဖြတ်ပိုင်းလေးတွေနဲ့လူတန်းကြပါအောင်များဟုတ်တယ်လေတရားနာပိဿကြီးဟိုမနေ့ကလည်းလူခံဒီနေ့လည်းလူခံဆိုတော့နည်းနည်းတော့အာနာစရာတော့ကောင်းတာပေါ့အာနာစရာကောင်းပြီဒီတရားနာပိဿများများရမှဂျင်းတဲ့ဘုန်းကြီးဆိုတော့ကြည့်ရှုလုပ်လိုက်ကြဒါကြောင့်ဗမာရင်းနာမမေ့မလျော့မပေါ့မဆာတော်တတရားဖြင့်တံပါတိထ2800ကျော်လောက်သာလိုတဲ့ငွေကို1000ပြည့်အောင်မိမိတို့တက်ဆွမ်းသမျှကြိုးစားပြီးတော့ကိုစီကိုငါ100 200 500တာဝန်ယူမဲ့ပုံကိုယ်တွေကဘုန်းကြီးတို့ထမ်းမှစရင်ပေး၍တချို့9ချက်10တို့ကဖြတ်ပိုင်းကိုနေမှလှူဒန်း၍မိမိတို့ရည်မှန်းသလောက်1000ပြည့်အောင်လှူဒန်းနိုင်ရပါစေကုန်သတည်း